logo ကတော့ Zika logo နဲ့ခက်ဆက်စင်တူတယ်ခက်ဆက်စင်တူတာပါလုံးဝကြီးမတူပါဘူး TPMS ကိုလည်းထည့်သွင်းပေးထားတယ်အလွိုင်းဒီဇိုင်းဆိုလို့ရှိရင်လည်း vertical အတုံးလေးတွေ crystal အတုံးလေးတွေကိုဖန်တီးပေးထားပြီးတော့အောက်ဘက်မှာ okay အားလုံးပဲမင်္ဂလာပါ Villain 1 2ကနေကြိုဆိုပါရစေကျွန်တော်ကတော့အာကာပါကျွန်တော်ဒီနေ့ review လုပ်ပေးရမယ့်ကားလေးကတော့လေးရန်ကိုဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဆိုတော့လေးရန်ကိုကဘာကြီးလဲဘာ brand လဲဆိုတာလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးပါမယ်လေးရန်ကိုဆိုတဲ့ brand ကကြတော့ China က Geely Auto နဲ့ Sweden ကကျွန်တော် Volvo company တို့ပူးပေါင်းပြီးတော့ထုတ်လုပ်ထားတဲ့ကား brand ပဲဖြစ်ပါတယ်ဆိုတော့ဒီလေးရန်ကိုကားရဲ့ interior တွေ exterior တွေကိုမပြောခင်မှာကျွန်တော်ကကေးရုံးမုတ်လေးနဲ့မိတ်ဆက်ပေးပါမယ်ကေးရုံးမုတ်လေးကိုအပေါ်မှာချိန်လိုက်မယ်ဆိုရင်တော့ lock လုပ်ပါမယ်အောက်မှာကာကိုဖွင့်ပိတ်ခလုတ်လေးပါမယ်အောက်ဘက်မှာတော့ကျွန်တော်တို့ဒီ unlock ပေါ့နော် unlock ခလုတ်လေးပါမယ် engine start ခလုတ်လေးကိုထည့်သွင်းပေးထားပါတယ်ဆိုတော့ကားရဲ့ interior မဟုတ်ဘူး exterior ရုပ်ထက်လေးကိုကြည့်လိုက်ရအောင် exterior ရုပ်ထွက်မှာဆိုလို့ရှိရင်တော့အလယ်မှာပထမဆုံးပြောမှာကဒီကောင်ရဲ့ logo ပါ logo ကတော့ Zika logo နဲ့ခက်ဆက်စင်တူတယ်ခက်ဆက်စင်တူတာပါလုံးဝကြီးမတူပါဘူးဆိုတော့ဒီ logo ရဲ့ concept လေးကိုပြောရမယ်ဆိုလို့ရှိရင်တော့သူဖော်ပြထားတာဆိုလို့ရှိရင်world human နဲ့ technology နဲ့ပေါ့နော် connect ပေါ့နော်လောက်ထားတယ်ဆိုတော့အတိတ်ပဲလေးကိုဖော်ဆောင်ထားတယ်link and co ကလည်းဘာအတိတ်ပဲလဲဆိုလို့ရှိရင်တော့ကျွန်တော်လေးလာထားတာလို့ဆိုရင် link ဆိုတာကချိတ်ဆက်တာ connection ဘာညာပေါ့နော်co ဆိုတာကြတော့ corporate ပူးပေါင်းဆောင်ရွက်တာဘာညာဒီဟာလေးတွေကိုကိုစားပြုရလို့ကျွန်တော်သိထားရပါတယ်ဆိုတော့ကားရဲ့ရုပ်ထက်လေးကိုကြည့်လိုက်ရအောင်ကားရဲ့ရုပ်ထက်မှာဆိုရင်တော့ပထမဆုံးပြောမှာကသူ့ရဲ့data running light ပါ data running light ကိုတော့3D shape လေးကိုဖန်တီးပေးထားပြီးတော့ headlight ကတော့ LED projector headlight ကိုအသုံးပြုပေးထားတယ်သူ့ရဲ့ gray design ပါဆိုလို့ရှိရင်တော့ link and co ဆိုတဲ့ concept အတိုင်းလေးကို gray design လေးကိုဖန်တီးပေးထားတယ်အရှိမဆိုရင်တော့940 camera ကိုထည့်သွင်းပေးထားပြီးတော့ sonar အနေနဲ့ကတော့နှလုံးကိုထည့်သွင်းပေးထားပါတယ်ဒီဘက်မှာ F1 ပေါ့နော် F1 F flow ကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီကားကဒီနေရာကအလှတက်ဆင်ပေးထားတာမဟုတ်ဘဲနဲ့အမှန်တကယ်လေဝင်တစ်ထက်ကောင်အောင်ပြုလုပ်ပေးထားတာမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကားရဲ့ဘေးဘက်လေးကိုကြည့်လိုက်ရအောင်ကားရဲ့အလွမ်းဆိုင်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကားလေးက18လက်မှအလွမ်းဆိုင်ကိုအသုံးပြုပေးထားတယ် TPMS ကိုလည်းထည့်သွင်းပေးထားတယ်အလွမ်းဒီဇိုင်းဆိုလို့ရှိရင်လည်း sporty look ဆန်ဆန်လေးကိုဖန်တီးပေးထားတယ် suspension တွေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အရှိပါ matte independent suspension ကိုသုံးထားပေးပြီးတော့အနောက်မှာ Martin independent suspension ကိုအသုံးပြုပေးထားတယ် side mirror ကိုချက်ကြည့်လိုက်ရအောင် side mirror မှာဆိုလို့ရှိရင်သူ့ရဲ့ဒီ LED မီးကြောက်လေးကိုထည့်သွင်းပေးထားတယ်360 camera ပါမယ် blind spot warning လေးကိုလည်းထည့်သွင်းပေးထားပါတယ်ကားရဲ့ door handle design ကကြတော့ traditional door handle design ကိုပဲအသုံးပြုပေးထားပြီးတော့ keyless entry လေးကိုလည်းထည့်သွင်းပေးထားပါတယ် body line ကလည်းကြစ်ကြစ်လစ်လစ်လေးရှိပြီးတော့ sporty look ကိုလည်းရမယ် luxury feeling ကိုလည်းရမယ် aesthetic look ကိုပါရနေမှာလို့ကြီးမင်းတို့မြင်တွေ့ရမှာပါနောက်ဘက် design ကိုပြောရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးမြင်ရမှာကသူ့ရဲ့ signature ဖြစ်တဲ့ logo စာတန်းလေးလေးရန်ကိုဆိုတာလေးပါမယ်နောက်ပြီးတော့ design ကတော့ vertical အတုံးလေးတွေ crystal အတုံးလေးတွေကိုဖန်တီးပေးထားပြီးတော့အောက်ဘက်မှာ channel light ကိုထည့်သွင်းပေးထားတယ် arrowhead design လေးကိုဖန်တီးပေးထားပြီးတော့06 logo စာတန်းပါမယ်မြင်နေရတဲ့အောက်မှာ air flow ပေါ့နော်ဒီ air fan လေးကတော့ fake ပါအမှန်တကယ်လုံးမလုပ်ပါဘူးအမှန်တကယ်အလုပ်လုပ်တာကတော့ဒီ dual exhaust ပေါ့နော်ဒီ dual exhaust နှစ်ပေါက်ကတော့အမှန်တကယ်အလုပ်လုပ်တယ် sonar အနေနဲ့ကတော့အနောက်မှာ၄လုံးပါဝင်ပြီးတော့အရှေ့မှာ2လုံးပါတယ် total 6လုံးထည့်သွင်းပေးထားပါတယ်ကာဂိုခန်းလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကြဲကြဲဝုန်းဝုန်းရှိရပေါ့နော်သူ့ရဲ့နောက်ကာဂိုခန်းဆိုလို့ရှိရင်luggage 2လုံးလောက်ကတော့ကောင်းကောင်းဆန့်တယ်ခေါင်းအိပ်ဆိုလို့ရှိရင်လည်းဒီ veil design လေးပေါ့နော်ကောင်းကောင်းဆန့်တယ်ဆိုတော့ကာကိုလိုက်လေးပါမယ်တွဲဖို့ socket တော့ပါလာခြင်းမရှိဘူးသူ့ရဲ့အောက်ဘက်မှာဆိုလို့ရှိရင်တော့ဒီကားနဲ့ပတ်သက်တဲ့ green တွေ jai တွေကိုထည့်သွင်းပေးထားပြီးတော့ spare wheel လေးကိုအောက်မှာမြုပ်ထားပြီးတယ်ဆိုတော့ကျွန်တော်တို့ကားရဲ့အရှိဘက်လေးကိုသွားပြီးတော့လေ့လာကြည့်လိုက်အောင်တိုက်ခဲ့ပြီပါကားတွင်းကန်းလည်းရောက်ပြီဆိုတော့ထုံးစံတိုင်းပဲထိုင်ကုန် premium leather သားဘာညာကိုမပြောခင်မှာကားဆက်လေးအရင်လုံးနှိုးလိုက်ပါမယ်ဆိုတော့ဒီကားက sporty ဆန်ဆန်ဖန်တီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်ကုန်ထိုင်ရတဲ့ feeling တွေcomfort ဖြစ်တာတွေ premium leather သားကိုပဲအသုံးပြုပေးထားတာတွေဒါတွေကတော့ပြောစရာမလိုဘူးသူ့ရဲ့ထိုင်ကုန်ခေါင်းမီတဲ့ hat ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် sporty ဆန်ဆန်လေးကိုဖန်တီးပေးထားတာကိုတွေ့ရမှာပါဆိုတော့ကားရဲ့ steering wheel design လေးကိုအရင်ဆုံးကြည့်လိုက်ရအောင်ကားရဲ့ steering wheel design မှာဆိုလို့ရှိရင်လည်းကျွန်တော်ပုံမှန် SKD SUV brand တွေထဲမှာပါသလိုမျိုးပဲ flat bottom design ကိုအသုံးပြုပေးထားတဲ့အပြင်ကိုမှ leather ကြိုးချုပ်သားလေးကိုဖန်တီးပေးထားတယ်မောင်းရတဲ့အခါမှာလည်းကြက်ကြက်လေးလေးနဲ့ကန်ရတာ feeling ကတော့ so good ပဲဟောအလဲမှာဆိုလို့ရှိရင်လေးရန်ကိုစာတန်းလေးပါမယ်ဘက်ဘက်မှာတော့ adaptive cruise control တွေကိုထည့်သွင်းပေးထားပြီးတော့ညာဘက်မှာတော့ media volume control တွေကိုထည့်သွင်းပေးထားတယ်ပြီးတော့ဒီကားမှာနောက်တစ်ခုပြောစရာရှိတာက pedal shift ပါ pedal shift က fake မဟုတ်ဘူး actual ကစားလို့ရတယ်ဆိုတော့အရှိမ digital cluster ကိုအသုံးပြုပေးထားပြီးတော့ညာဘက်မှာတော့ infotainment screen ကတော့ black and white color နှစ်ခုကို mix လုပ်ပေးထားတဲ့အပြင်ကိုမှသူ့ရဲ့ဒီ touch ပေါ့နော်စင်ဆာအစ so smooth ပဲတက်တက်လက်လက်ရှိရယ်ဆိုတော့ကားရဲ့ gear line လေးကိုကြည့်လိုက်ရအောင်gear line ကိုမပြောခင်မှာဒီကောင်ရဲ့ AC button ပေါ့နော် AC ကကြတော့ infotainment ကနေလေအလုပ်လုပ်လို့ရတယ်လို့မျိုး adjust လုပ်လို့ရတယ်လို့မျိုးပဲအောက်ဘက်မှာ physical button တွေကိုအသုံးပြုပြီးတော့လေ on off adjust ကစားလို့ရပါတယ်ဆိုတော့ gear line
ဂီယာလည်းငါကြတော့သူ့ရဲ့ logo concept အတိုင်းကိုဖန်တီးပေးထားပြီးတော့ကန်ရတဲ့ခါမှာလည်းကြစ်လက်လေးကိုရှိတယ်ဒီသူ့ရဲ့ဂီယာလည်းရဲ့ဘေးဘက်မှာဆိုလို့ရှိရင်လည်း traction control တွေ hazard light တွေ360 view တွေပါမယ်အဲ့တော့ခလောက်တစ်ခုချင်းစီမှာနှိပ်ကားတဲ့ feeling ကအစကျွန်တော်ဒီ premium sound နဲ့ feeling ကိုခံစားရတယ်ဆိုတော့ Amrad ပေါ့နော် Amrad ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းခူးပေါက်တော့မပါလာဘူးအထဲမှာ USB ပေါက်လေးကိုမြုပ်ထားပေးတယ် drive mode အနေနဲ့ဒီကောင်ကဒီကားမှာ၄မျိုးထည့်သွင်းပေးထားတယ် economic sport အပြင်ကောင်မှာ intelligent ဆိုတဲ့ဒီ individual drive mode လေးကိုလည်းထည့်သွင်းပေးထားပါတယ်ဆိုတော့ drive mode ကတော့၄မျိုးပါ electronic parking brake auto hold function လေးပါမယ်ဒီဘက်အောက်ဘက်မှာဆိုလို့ရှိရင်လည်း jewel car holder ပေါက်လေးကိုမြုပ်ထားပေးပါတယ်ဆိုတော့ကျွန်တော်တို့ကားနောက်လေးတစ်ချက်သွားကြည့်ကြည့်လိုက်အောင် okay ဆိုတော့အနောက်ဘက်မှာထိုင်ရတဲ့ feeling ကတော့အရှေ့မှာထိုင်ရတဲ့ feeling နေတူပဲ comfort ဖြစ်တယ်leather premium leather သားကိုပဲအသုံးပြုပေးထားတယ်ဒီအရှေ့ဘက်မှာဆိုလို့ရှိရင်လည်းround aircon ပေါ့နော် round aircon jewel aircon ကိုအသုံးပြုပေးထားပြီးတော့အောက်ဘက်မှာဆိုလို့ရှိရင် USB ပေါက်လေးနှစ်ပေါက်ကိုထည့်သွင်းပေးထားပါတယ်တိုက်စီတော့မဟုတ်ပါဘူး USB ပေါက်ကြီးပဲနှစ်ပေါက်ထည့်သွင်းပေးထားတာပါဒီလက်ရိုးနေဟန်ရိုးနေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ compact SUV တစ်စီးအနေနဲ့ကတော့အဆင်ပြေရပါတော့အရင်လည်းမကြည့်ဘူးအရင်လည်းမကျင်းဘူးလက်ရိုးနေဟန်ရိုးနေကတော့အနေတော်ပဲဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ Amrad ကိုချလိုက်မယ်ဆိုရင်တော့ Capura လေးနှစ်ပေါက်ပါပါမယ်ဒီကားမှာက safety အတွက်ဆိုလို့ရှိရင်တော့ airbag က6လုံးထည့်သွင်းပေးထားပြီးတော့music ဘိုင်းပေါ့နော် speaker ကတော့8လုံးကိုထည့်သွင်းပေးထားပါတယ်ဒီကားလေးရဲ့ exterior ရုပ်ထွက်နဲ့ interior function တွေကိုလည်းရှင်းပြပေးသွားပြီးပြီဆိုတော့ညီကုန်းချုပ်အနေနဲ့ဒီကားလေးက engine power 1.5 liter ကိုမှ turbo နဲ့လာမယ်7 speed dual clutch transmission ကိုလည်းအသုံးပြုပေးထားတယ်ဆိုတော့အစွဲရုံကတော့ perfect ပဲလူကြီးမင်းတို့အနေနဲ့ဒီကားလေးကိုကျန်နေတဲ့လို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလောင်ဝမ်အုပ်ထုကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှိုးလုံးလိပ်စာလေးကတော့အမှတ်6 16ရက်ကွက်အငိုကောင်းလန်ရန်ကင်းမြို့နယ်မှာတည်ရှိပြီးတော့ဒီဆက်ဆုံးလမ်းညွှန်ပေးရမယ်ဆိုလို့ရှိရင်မှန်တမ်းရုံးမှတ်တိုင်ရှိနဲ့ရွှေကောင်း hotpot ဘေးမှာတည်ရှိပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့39 43လုံး33လုံး299ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့အကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့